Bunny's ဘက်ကိုရောက်နေရပဲဖြစ်ပါတယ် Bunny's branch ဘက်ကိုရောက်လာတယ် I don't ကြာအဲ့လိုပါဖြစ်ချင်လို့ဖြစ်ချင်တိုင်းဖြစ်လမ်းကူးရတာရဟုတ်လား whatever it's okay okay I don't wantဒီမှာစီကန်းလည်းမသွားသေးဘူးမနေ့တော့ကဘာလဲလာစာ salary cut နဲ့လာစာကတ်ရယ်လာစာကတ်ယူရင်းနဲ့လာစာထုတ်မယ်ပေါ့နော်ပြီးရင်စေးရုံသွားမယ်ဆိုပြီးတော့တက်မှန်ရိုက်ဖို့စေးရုံသွားမယ်ဆိုပြီးတော့အဲ့ဒါမနေ့က8နေ့ဖြစ်တဲ့အတွက်ကြောင့်မလို့8နေ့ရယ်ဒီနေ့ရယ်30ရက်နေ့31ရက်နေ့ကိုအဲ့ရဲ့ exchange ကပိတ်ထားရဲဆိုပြီးတော့ပတ်စံလည်းမထုတ်ခဲ့လိုက်ရအောင်ပတ်စံလည်းမထုတ်ခဲ့ရအောင်ပြီးတော့စီကံလည်းသွားလိုက်ရအောင်ပတ်စံကုန်ပါလေနော်လက်ထဲမှာရှိတဲ့ပတ်စံကိုဘာလုပ်လိုက်လဲဆိုတော့တက်စီစီးသွားလိုက်တယ်တက်စီလို့ပြီးရင်ပတ်စံထုတ်သွားရင်ပတ်စံရှိလာမှာပဲလေးဆိုပြီးတက်စီစီးလိုက်တဲ့ခါကျအဲ့လိုဖြစ်ကုန်ပါတယ်ဒီနေ့ကတော့Bunny's ကိုရောက်နေပါတယ် this is Bunny's thank you inshallah haha